စေဝါမလိုပဲစိတ်တက်ကြခြင်းကိုရင်ဆိုင်ကြော်ဖြတ်နီးနေအောင်ကြီးနဲ့ထိတွေ့ပေးပါမင်းရဲ့စိတ်ကဘလောက်ပဲညှင်းဆန်နေပါစေခန္ဓာကိုယ်ကိုနေအောင်ကြီးရအောင်အတင်းတွန်းအားပေးလိုက်ပါနေအောင်ကြီးဆိုတာရာသီဥတုပုံစံနဲ့လာတဲ့ဆေးတစ်မျိုးပါပဲ15မိနစ်လောက်နေပူစာလုံးပေးရုံနဲ့မင်းရဲ့ခန္ဓာကိုယ်စနစ်တစ်ခုလုံးကိုပြန်လည်လန်းဆန်းစေနိုင်ပါတယ်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါလေးလံတဲ့အရာတစ်ခုခုကိုမှားကြည့်ပါမင်းရဲ့ကြွက်သားတွေအလုံးလုံးနေချိန်မှာအုံနောက်ကမလိုအပ်တဲ့အတွေးတွေကိုရပ်တန့်ပေးသွားပါလိမ့်မယ်ခန္ဓာကိုယ်ရဲ့ပင်ပန်းမှုဟာစိတ်ထဲကရှုပ်ထွေးမှုတွေကိုငြိမ်သက်သွားစေနိုင်တဲ့နည်းလမ်းကောင်းတစ်ခုပါအစိတ်အတောက်ဖြစ်စေတဲ့သူတွေကိုဖယ်ထုတ်ပါမင်းကိုစိတ်ဆင်းရဲစေတဲ့သူတွေပေါ်တစ္ဆာရှိနေတာဟာတစ္ဆာရှိခြင်းမဟုတ်ပါဘူးဒါဟာတစ္ဆာဆိုတဲ့နာမည်ကောင်းတက်ပြီးကိုပြန်ဖြည့်ဆည်းနေတာပဲဖြစ်ပါတယ်အိပ်ဆက်ခြင်းကိုတန်ဖိုးထားပါအိပ်ဆက်ခြင်းကိုဝါသနာတစ်ခုလိုသဘောမထားပဲမြင့်မြတ်တဲ့ကျင့်ဝတ်တစ်ခုလိုအလေးထားပါအနားမရရင်အုံနောက်ကပြန်လည်မကျန်းမာနိုင်ပါဘူးမင်းရဲ့အသက်ရှင်တန်မှုဟာအိပ်ဆက်ခြင်းပေါ်မှာမူတည်နေတာမို့အိတ်ချိန်ကိုတေချာကာကွယ်ပါအာဟာရရှိတာကိုစားပါမင်းရဲ့စိတ်ကတခြားဓာတ်တွေနဲ့ဝမ်းနည်းမှုတွေပေါ်မှာပဲအခြေခံပြီးရှေ့ဆက်လို့မရပါဘူးစိတ်တက်ကြခြင်းဟာအမိုက်လိုအစားအစာတွေကြောင့်ပိုဆိုးတက်တာမို့အာဟာရဖြစ်တာကိုပဲရွေးစားပါပတ်ဝန်းကျင်ကိုတန့်ရှင်းအောင်ထားပါအပြင်ပန်းပတ်ဝန်းကျင်ရှုပ်ပွားနေတာကစိတ်ထဲကိုလည်းရှုပ်ထွေးစေပါတယ်တန့်ရှင်းတဲ့အခန်းဟာကြည်လင်တဲ့စိတ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်ရင်ဖွင့်ပြောဆိုပါမင်းယုံကြည်ရတဲ့သူတယောက်ယောက်ကိုမင်းရဲ့နာကျင်မှုတွေအကြောင်းပြောပြလိုက်ပါနှုတ်ပိတ်နေခြင်းဟာစိတ်တက်ကြခြင်းကိုပိုပြီးကြီးထွားစေပါတယ်အပြင်ထုတ်ပြောလိုက်တဲ့အခိုက်အတန့်မှာပဲအဲ့ဒီနာကျင်မှုတွေဟာအားနည်းသွားပါလိမ့်မယ်နေ့တိုင်းလှုပ်ရှားပါလမ်းလျှောက်ပါပြေးပါဒါမှမဟုတ်သွားရရင်တောင်လှုပ်လိုက်ပါငြိမ်သက်နေတဲ့ခန္ဓာကိုယ်ဟာထိုင်းမိုင်းတဲ့စိတ်ကိုပဲဖြစ်ပေါ်စေလိုပါပဲရည်မှန်းချက်တစ်ခုထားရှိပါတင်းငယ်တဲ့ရည်မှန်းချက်ပဲဖြစ်ထားပါစိတ်တက်ကြခြင်းဟာဥတီချက်ရှိတဲ့သူတွေကိုမရှင်းနိုင်ပါဘူးမင်းကိုမင်းတိုက်ပွဲဝင်ဖို့အကြောင်းပြချက်တစ်ခုခုပေးလိုက်ပါကိုခွင့်လွှတ်ပါလူသားတစ်ယောက်ဖြစ်တဲ့အတွက်အားနည်းတာမှားယွင်းတာတွေကိုခွင့်လွှတ်ပေးလိုက်ပါခွန်အားရှိတယ်ဆိုတာဟာဘာမှမဖြစ်တယ်လို့ဟန်ဆောင်နေတာမဟုတ်ပါဘူးနာကျင်နေတဲ့ကြားကနေဆက်ပြီးစူးစမ်းနေတာကိုပဲခွန်အားလို့ခေါ်တာပါဒီအချက်10ချက်ထဲကဘယ်အချက်ကိုဒီနေ့စတင်လှုပ်ဆောင်ဖို့စိတ်ကူးထားလဲကျွန်တော်ကိုပြောပြပေးပါဦး